ဒီကနေ့ဆရာတော်ဘုရားကြီးဗရဏသုံးတရရဲ့တရားပွဲကြီးမှာကျွန်တော်တို့ကဓမ္မသနာပတ်လည်မှာခန်းခန်းနာနာဟောတာပါတရားနာပိသက်တွေလည်းရှိလို့ဗီဒီယိုလည်းရိုက်လို့ပိသက်တွေလည်းကောင်းလို့မိုက်ခရိုဖုန်းတွေလည်းကောင်းလို့မီးတွေနဲ့ခန်းခန်းနာနာမခန်းနာပါဘူးမခန်းနာမဆန်းပြတော့တရားတန်ဖိုးကအလွန်ကြီးတယ်အရှင်သာရိပုတ္တရာကိုရမြတ်ကြီးရဲ့မြတ်စွာဘုရားရဲ့သူ့တူဖြစ်တဲ့လက်သေးရှိရှိနဲ့ဒီကရှေ့တာနှစ်ခလက်သေးရှိတဲ့ကလာကြီးသူ့တူတော်တယ်အဲ့ဒီပရပိုက်ကမြတ်စွာဘုရားကြီးတရားတွေလာမေးတယ်ဒီတုတ်တန်တော့မဟောတော့ဘူးအချင်းချုပ်ပြောရင်တုတ်တန်မှာဝေဒနာခံစားချက်ကိုအဓိကထားပြီးလာမေးတာအဲ့လိုဟောရင်နဲ့မြတ်စွာဘုရားရှင်ရဲ့နောက်မှာအဲ့ဒီရှင်သာရိပုတ္တရာကရက်မတ်တက်လေးရက်ပြီးတော့ရက်တောင်လေးခတ်ပေးနေတာထိတဲ့ကောဘီသေးရမှန်တော့မတ်တက်လေးရက်ပြီးရက်တောင်လေးခတ်ရှင်သာရိပုတ္တရာကိုရမကြီးတောတတ်ပဲရှိသေးတယ်14ရက်ရှိသွားပြီရဟန္တာမပြည့်သေးဘူးအဲ့လိုရက်တောင်လေးခတ်တဲ့အချိန်မှာတိတ်သောဝေဒနာ၃မျိုးရှိတယ်ဒုက္ခဒုက္ခဥပ္ပခဆေရောဘုရားကြီးဗရဏသုံးတရမထေမြတ်ကြီးရဲ့ပွဲမှာဓမ္မပူဇာတွေအများကြီးလွှဲတယ်ဓမ္မစရိပြောတယ်ဒုက္ခဝေဒနာဓမ္မပူဇာလေးနည်းနည်းလေးပဲရတယ်မကျေနပ်ဘူးဒုက္ခဝေဒနာဟာကတ်နေတာလေကိုယ်ချောတယ်ပြောတယ်လှတယ်ပြောတယ်ချစ်တယ်ပြောတယ်ကြိုက်နေတဲ့ဒုက္ခဝေဒနာမုန်းတယ်ဆိုရင်ဒုက္ခဝေဒနာအဲ့ဒါတွေဖြစ်လာအဲ့ဒီဝေဒနာသုံးခုပြီးတော့ဥပ္ပခဝေဒနာအဲ့ဒီဝေဒနာသုံးခုဒီအနိစ္စံခယသင်္ကတံခယဓမ္မဝေယဓမ္မဝိရာဂဓမ္မနိရောဓဓမ္မလို့အဲ့ဒါလေးကိုမြတ်စွာဘုရားဟောလိုက်တာချစ်သားတို့အဲ့ဒီခံစားချက်သုံးခုကလေကောင်းတယ်မကောင်းတယ်ကောင်းခြင်းဆိုခြင်းမသိတဲ့ဝေဒနာသုံးမျိုးကအနိစ္စမမြဲပါဘူးကွာသင်္ကတံပြုပြင်ပေးနေရတာခယဓမ္မကုန်တယ်ကွာဝေယဓမ္မပြတ်တယ်ကွာနိရောဓဓမ္မချုပ်ငိမ့်တယ်ကွာလို့အဲ့ဒါလေးကိုပြောလိုက်တယ်ကွာရှင်သာရိပုတ္တရာအော်အဲ့ဒီတရားငါဟောတာပါလားဆိုပြီးဒါကြောင့်မလို့တိပိဋကဓမ္မဗန္နာဂရိကဖြစ်တော်မူသောမင်းကုန်းဆရာဘုရားကြီးရဲ့အဲ့ဒီဒီကနခတုတ်တံကိုဝေဒနာပရိက္ခတုတ်တံဝေဒနာကိုပိုင်းခြားပေးတဲ့တုတ်တံလို့ဒီလိုအမည်ပေးပါတယ်ဒါမင်းကုန်းဆရာကြီးဝေဒနာပရိက္ခတုတ်တံကိုဟာဒီတရားငါဟောတာပဲဆိုပြီးတော့မှမတ်တရက်ကလေးနဲ့ယန္နာဖြစ်သွားတယ်အဲ့ဒါရှင်သာရိပုတ္တရာကိုရမြတ်ကြီးရဲ့တတိယခရီးပါနောက်ဆုံးမဟုတ်သေးဘူးအဲ့တတိယခရီးမှာဝလူအိမ်ကပြန်ဆင်းလိုက်တဲ့ခါမှာရှင်သာရိပုတ္တရာရဲ့ယန္နာဖြစ်အချင်းချုပ်သွားတာပါဒီကနကတုတ်တံဆိုအရှိကြီးပါပဲတုတ်တံကြီးကရှင်သာရိပုတ္တရာယန္နာဖြစ်ပြီးတော့အဲ့ဒီဂေဇကုတ်တောင်ဆောင်ကနေဝင်ကန်နီးလေးမှာအဆင်းရှင်သာရိပုတ္တရာတပည့်250ကသူတို့ကယန္နာအစိုးရကြီးဖြစ်တာရှင်သာရိပုတ္တရာကနောက်မှပြန်14ရက်နောက်ကျတယ်သူတို့ကလည်းသူတို့ဆရာဘာဖြစ်လဲလို့ဆင်းလာတာလာကြည့်တာဟိုဘက်ကယသိညီနောင်ရှင်တထောင်ကလည်းမြတ်စွာဘုရားတရားဟောလို့ယန္နာဖြစ်ပြီးသားတယ်သူတို့ကလည်းဆင်းလာတာအဲ့ဒီ1250က automatically လာဆုံးတာရှင်သာရိပုတ္တရာကိုရမြတ်အကြောင်းတရားတွေကသူ့ဟာသူဆုံးပါတယ်ဓမ္မစရိဆရာတော်ကိုတွေ့ရင်နဲ့မြင်ရင်နဲ့တချို့ဒီနေရာဒေသတွေရှိတယ်အကြောင်းမဆုံးဘူးဒေါ်အေးသက်ကဓမ္မစရိဆရာတော်ကိုဖူးတွေ့ကျင်လိုက်တာလို့အိမ်မထက်မှလည်းမဖို့တဲ့သူ့အာရုံမှာပေါ်တယ်မကြုံပါဘူးတော့ depends on situation တိုက်ဆိုင်တဲ့ခါကျမှကြုံတာရှင်သာရိပုတ္တရာတရားတွေအချိန်ရင်နားနေတယ်မတိုက်ဆိုင်ဘူးခုဒီဝရဏပရိက္ခတုတ်တယ်မှာရဟန္တာဖြစ်သွားတယ်14ရက်လုံးတရားနာတာတောက်လျှောက်နာတယ်မရဘူးတရားဘယ်တရားနဲ့ဘယ်နေရာနဲ့ဘယ်ပုဂ္ဂိုလ်နဲ့အချိန်လိုတယ်နေရာလိုတယ်ဆရာလိုတယ်တရားလိုတယ်အဲ့ဒါတွေလိုတယ်သူကလည်းသူဖြစ်လာတယ်အမှန်နဲ့ဆရာတော့နိုင်ငံသားကိုသွားပါနိုင်ငံသားမှာနေတာခုဆိုပြန်လာလိုက်တယ်တမိတော်နဲ့ကြုံသွားတယ်ဟောဗျာကြုံသွားတယ်